ယူလာတော့နေကိုလင်းလို့မအပ်လားသူသား ကြာကြီးဖြစ်နေကွာ ဟုတ်လားကွာမိမကြောက်ရတယ်ရှက်လို့တော့အဖက်ကုန်မလုပ်တာငါ တူတူပဲရအောင်ဟိုကယောက်ျားကွာမိမကူလို့ခံရမယ့်ကိစ္စလောက်လိုက်ဒီကြိုင်လိုက်ဒီကွာဘာမှမတော့မိမလာကြောက်အဲ့လိုကောင်မရှင်လို့တက်ဖွေးတော့ရလား ငါရောက်ကောင်းနေမလို့ ဟာတက်လာပါဦးလားထိုင်ပါဦးကွာမင်းကလေ ငါဈေးတော့မတို့ကြတယ်ငါမိမနဲ့ငါပြဿနာတက်နေဦးမှာ မျက်နှာလေကွာမရှင်ပြနေမင်းသတင်းတွေကလေကြားလာလေနားမှမသက်တာဘူးတခုမှအဆင်မပြေဘူးကွာအခုလည်းမင်းကိုရိုက်ပုတ်လုပ်ပြီးတော့မင်းကိုဈေးခိုင်းသွားတာမလား ဒါပဲရှိတာပေါ့ကွာ ငါထင်တယ်မင်းအမြဲတမ်းအနိုင်ကြီးခံနေရတယ်တကယ်ကြီးဟာမင်းကလေယောက်ျားတယ်မင်းနေမင်းနဲပါလေပြန်ပြတ်လုပ်ပါလားလို့ သူနဲ့ငါနဲ့ရလေကွာတကယ်ဆိုရင်သမီးသားဘွားတွေအဲ့လိုတကားမှမကြည့်ခဲ့ဘူးတကယ်လည်းချစ်လို့ကြိုက်လို့ယူခဲ့ကြတာကွာသူ့မိဘကိုမိဘသဘောတူလူယူတာမှာအိမ်အောင်ကြပြီးမဟုတ်ကွာဘာဖြစ်အောင်မှမသိပဲနဲ့ငါလည်းသူ့ဘလို့ကြောက်နေမှန်းကိုမသိတာကွာ ဒါတော့အပြစ်ပြောလို့မရဘူးကွာသမီးသားဘွားတော်ကတမျိုးအိမ်အောင်တယ်ဘွားရောက်တယ်တမျိုးလူစွာပြောင်းလဲတတ်ကြတာပဲတို့လူလောက်ပါရောက်ငါလည်းငါလက်တွေ့ဆိုတော့မင်းကအဆင်ပြေတော့ငါအကြံတစ်ခုတော့ပေးခြင်းတယ်ငါပြောတဲ့အကြံမင်းနည်းနည်းလက်ခံလိုက်ကွာ ဘာချင်လို့ ဟိုငါဘိုးတော်တစ်ပါးတော့ရှိတယ် ဘူးတော့ဘာလို့ ဟာအဲ့ဘိုးတော်ရှိသွားပြီးတော့မိမနိုင်ကြောင်းဘောကနေပါရတရားလေးပါလေးတောင်းလိုက်လို့ရှိရင်ဆေးလေးပါတောင်းလိုက်လို့ရှိရင်မင်းအဆင်ပြေသွားမယ်ထင်တယ်နော်မင်း မလို့ရဲပါဘူးကွာမင်းကလေ ဘလို့ပဲဖြစ်ကွာငါတကယ်ကြီးအခုလိုပုံစံမျိုးနဲ့ငါမြင်ရတာဟဲ့ငါမကြည့်ရဘူးမင်းငါပြောတာလေးလို့လက်ခံလိုက်ပါတကယ်ကြီးဟာ ဈေးတော့ဟို အဲ့ဈေးကနောက်မှသွားငါအဲ့ဘိုးတော်ကြီးမင်းကငါအရင်ဆုံးလိုက်ဖို့မလား မင်းပေါ့ကွာဟေ့ လာပါလာပါလာပါမလို့ပါတော့ကွာဆမ်းပါမင်းကငါမင်းလည်းသွားစီလာပါတကယ်ကြီးဟာလာဟမ် ဟိုမင်းပြောတော့ဆရာဖျားအောင်ပါဆို ဟုတ်တယ်ငါဒီနေ့မှတို့ကိုချင်းနေတာဆရာမရောက်သေးဘူးပြင် ငါကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာကိုပြောတာ စိတ်ချတာမတကယ်ချင်းဟာငါကြိုပြီးတော့မင်းเจ้าငါဆရာကိုကြိုပြီးပြောထားပြီးတာအုံးလုံးစီစဉ်ပြီးသား ရောက်လာကြပြီလား ဟောဆရာဟုတ်ကဲ့ အေး တော်တော်တကယ်ချင်းတွက်လက်ဟုတ်ကဲ့ ဟုတ်ပါပြီ ကျွန်တော်ပြောထားတာ သူပြောထားလို့ ဟုတ်ကဲ့ တေချာလေးစီရင်လေးလုပ်ပေးထားတယ် မင်းဘယ်တော့တော့ပြော အော်မင်းတို့เนี่ยမညာခင်เนี่ย ကျေးဇူးတင်ဘာမှမရခဲ့နဲ့ မင်းတို့ညောင်ညာပြီးတော့မှအနိုင်ကြီးခံနေရတာငါမကြည့်ရလို့ကြိုပြီးပြောထားတာ ဟေးအိမ်တော်ကြီးအဆင်မပြေဘူးဆိုလို့ဒါအဆင်ပြေအောင်လို့ဆရာအစီရင်လုပ်ပေးရတာဒီအစီရင်အောင်မြင်သွားရင်လေသူများသားသမီးကိုကိုကတလှည့်ပြန်ပြီးမနိုင်မိစေနဲ့ အဲ့လိုတော့လောက်ဖို့ရည်ချက်မရှိပါ အဲ့ဒါလေးတော့ဂရီပေးရ ဟုတ်ကဲ့ပေးပါ ကဲအဲ့တော့ဒီမှာရေးထားတယ် ဟုတ်ကဲ့ အေးအောင်ဟုတ်ပါနော်အသက်35နှစ် ဟုတ်ကဲ့ပါ နော်ဘယ်နေ့မှကွယ်လုံးတာ ဆရာကျွန်တော်မိမကိုကျွန်တော်နိုင်ဖို့လုပ်တာလေအခုဟာဆရာမသိနိုင်ရေးပိစာဖတ်ပေးနေတယ်လို့ပဲဆရာရဲ့ အေးအောင်အသက်သူအသက်နဲ့ ဟုတ်ကဲ့ ဟိုရင်ဖြစ်ပြီးတော့အစီရင်လေးလုပ်ပေးတာနော်အဲ့တော့ဒီမှာဒီသူအတွက်လောက်ထားတဲ့အစီရင်လေးကိုယူသွားပြီးတော့သူမတိအောင်ပေါ့နော်ဖနှောက်နဲ့တုံချက်ပေါက် ဘယ်ပေါ့မဆရာ မျက်နှာတဲတဲ့ကို ညညာကိုပေါ့မှာ ကာရိုက်တော့ ဆရာညညာကိုတော့ဖတော့တဲ့ပေါ်တော့သေးပေါ့မှာ အဲ့လိုပြောကြမှာမဟုတ်လေသူ့မျက်နှာလေးကိုစိတ်ထဲမှာမြင်ရအောင်တုံချက်တီတီပေါက်မနှံစီနဲ့ ပဲကြည့်လို့ချောစား ကျွန်တော်ကြိုးစားပါမယ် อืม ဟုတ်လေဘလို့အေးပေါက်တာတွေရောက်သွားတာတော့ဟုတ်လို့ မနိုင်စီနဲ့သူ့နိုင်ခြင်းတဲ့စိတ်ကိုမထားလို့မရအဲ့ဆိုအစီရင်မအောင်မြင် ကျွန်တော်သူ့ဒီကနိုင်နေတာမဟုတ်ပါ သူ့ ဘူး မနိုင်ခြင်းမဟုတ်သူ့ရဲ့မြတ်အစ်ကိုလိုချင်ပါ ဟုတ်တယ်အဓိကအဲ့ဒါ မြတ်အစ်ကိုလိုချင်တယ်မြတ်အစ်ကိုလိုချင်တယ်ဆိုပြီးတော့ခဏနဲ့တုံးချက်တီတီပေါက်နော် ဟုတ်ကဲ့ပါဆရာအကြည့်ရတယ်ဆရာ မချုပ်တော့ ပြန်ကြအောင်လား အော်ဘလို့တရားမှာတော့မင်းမကလုံးစီစဉ် မချုပ်လို့ရှိရင်နက္ခတ္တာတွေဆုံးမယ်အဲ့ချိန်ကျရင်မေတ္တာပို့ပေး ဩထပ်ဖို့ပေးဦးမယ် ဟုတ်ကဲ့ဆရာ အသားလေးအောင်တော့မယ်မမြင်အောင်နေတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါ ချစ်မရရဲ့မေတ္တာအစ်စ်တွေရတော့မယ် ဟုတ်ကဲ့ပါဆရာ သူ့ဒီနေ့ကစပြီးမင်းစိုးမိုးနိုင်တော့မယ် ဟုတ်ကဲ့ပါဆရာ သူ့မေတ္တာတွေကိုရတော့မယ် ကျွန်တော်အဲ့ဒါပဲလုပ်ချင်တာပါဆရာ အောင်စီပိုင်စီနိုင်စီ ဟုတ်ကဲ့ပါဆရာ နော်ကဲချိန်ရှိတော့သွားတော့ ဟုတ်ဆရာနောက်မှကျွန်တော်လာကြတော့ဝင်တော့ဆရာနော် ဒီပါကွာမသိရင်ပြန်ဆုံးကြအောင်ပါ ကသေးတော့ဟုတ်လေဘလို့လဲဆရာ လူလောကမှာမသိခင်ပြန်ဆုံးကြအောင်ပါပဲ ဟုတ်တော့ပေါ့ဆရာရဲ့ အေး ကျေးဇူးကြီးမှာပါတွားလိုက်မှနော် သွားပါသွား ကျေးဇူးလည်းတကယ်ကြီး ဟုတ်ကဲ့ပါဆရာဆရာမေတ္တာပို့ပေးဦးနော် အေးပုံပုံ ဟုတ်ကဲ့ ကျမ်းမာကြပါစေချမ်းသာကြပါစေ